အင်္ဂလိပ်လိုမိမိရဲ့မွေးရက်က4ရက်22ရက်73ရက်31ရက်မွေးနေ့ပိုင်ရှင်တွေက၄ကနေ့သမားလို့ခေါ်တယ်ပေါ့နော်၄ကနေ့သမားတွေကသူများနဲ့အမြင်မတူအငင်းလဲတယ်စန့်ကျင်ဘက်အတွေးခေါ်လဲရှိတယ်အဲ့ဒီတော့သူကရန်သူများတယ်နော်ဘာလို့သူကအဲ့လိုလေအငင်းတန်တာတော့ဖြစ်တဲ့ခါကျတော့သူကရန်သူများတယ်အဲ့တော့အကောင်းဆုံးအစဉ်စဉ်ပေးနေတာ၄ကနေ့သမားတွေကမငင်းတာကောင်းလိုက်မယ်နော်မငင်းတာကောင်းလိုက်မယ်နောက်ပြီးတော့ဥပဒေကိုပြောင်းပြန်နိုင်တဲ့အကျင့်သဘောလေးရှိတယ်နော်အသက်ပြုပြင်ရေးသမားနောက်ကစိတ်ထိခိုက်လွယ်တယ်စီးပွားရေးနဲ့ပတ်သက်လို့ရှိရင်သူကအစင်မပြေဘူးပေါ့အစင်မပြေဘူးဆိုတာကျွန်တော်တမ်းမှန်လူလက်တန်းစားနဲ့ပဲသွားတာများတယ်စီးပွားရေးဘက်မှာအားနည်းတာပေါ့နော်စီးပွားရေးဘက်မှာအားနည်းတယ်နောက်တစ်ခုကကျတော့တစ်ခုခုဖြစ်လို့ရှိရင်မပြေပြောက်နိုင်ဘူးသူကလေသစ္စာလည်းရှိတယ်အဲ့တော့ကောင်းတဲ့ချက်နဲ့မကောင်းတဲ့ချက်ကလေးတွေကတော့ပြင်သင့်တာကတော့အငင်းမတန်နဲ့စန့်ကျင်ဘက်တွေးခေါ်လည်းမများနဲ့ဒါလေးတွေကိုဆင်ခြင်သင့်တာပေါ့နော်သူတို့ဖြစ်တဲ့ယောဂတွေကကြတော့စီးရယ်ကြောက်ကပ်ရယ်သွေးရယ်ထူးဆန်းတဲ့ယောဂရယ်စိတ်ဆက်ယောဂရယ်ထူးဆန်းတဲ့ယောဂဆိုတော့သူများတွေမဖြစ်ဘူးတဲ့ယောဂမျိုးသူတို့ဖြစ်တတ်ကြတယ်အဲ့တော့သူတို့ကအန်ဒီရကြတော့မီးဘေးတို့လျှက်စစ်တို့ပူလောင်တာတို့ကိုသတိထားတယ်အဲ့တော့မီးလျှက်စစ်အပူလောင်တတ်တယ်ဆိုတော့ခါကျဒီလိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီးလုပ်တဲ့သူတွေဆိုရင်ဂရုစိုက်တင်တာပေါ့နော်နောက်ကဓာတ်စာအနေနဲ့ကြတော့သူတို့နေမကောင်းတာဖြစ်စေသူကဓာတ်စာဆိုနေမကောင်းစားပြောတာပေါ့နော်ရှောက်သည်တံမြာသည်လိမ္မော်သည်နော်နောက်ကပေါင်မုတ်ဂျင်းပြားရည်ကွေကအုပ်ကျွဲကောသီးတွေကိုစားတဲ့တယ်အဆောင်ဖြစ်နေရကြတော့ကျမတို့တက်သစ္စာနေဝင်းပုံကိုအဆောင်ဖြစ်နေဝေးရဥမာလက်စွပ်ဘဝေးဘာပဲဘဝေးတက်သစ္စာနေဝင်းပုံဆိုတာကကြတော့ဒါဒီလိုပုံလေးပေါ့နော်တက်သစ္စာနေဝင်းဆိုဆမအစဉ်ပြေဆိုဆွဲပြထားတယ်နော်တက်သစ္စာနေဝင်းပုံဆိုတာလောက်ကတိပဲဆွဲဒါနဲ့ယောက်ျားလေးဆိုလက်စွပ်ပဲလှုပ်ဝဲအဲ့လိုတက်သစ္စာနေဝင်းပုံလုပ်ရတယ်နောက်တစ်ခုကလေးကနန်းသမားတွေကများသောအားဖြင့်ခွဲစိတ်ကုသမှု operation တွေခံရတတ်တယ်ရှစ်ကနန်းသမားနှစ်ဆခံရတယ်နောက်ခွေးတွေပါလေကြိုက်ခံရတတ်တယ်အဲ့ဒီခါကျတော့ကျမတို့အုတ်သက်ဖျားကိုလည်းအဆောင်ဖြစ်နေဆောင်လို့ရတယ်နော်သူ့ရဲ့ကံကောင်းတဲ့အရာအဖြူရောင်သူအရေးကြီးတဲ့ကိစ္စရှိပြီဆိုအဖြူမင်းမပါတာကဘွဲ့တနင်္ဂနွေတင်းနှင်းလာစနေနေ့ဟာသူ့အတွက်နေကောင်းနေဖြစ်တယ်နေကောင်းလို့ဆိုမိတ်ကောင်းတော့ဗောနော်ဒီပေါင်းသင်းမိတ်ဆွေပိုင်းဆိုလို့ရှိရင်လည်းကောင်းကျိုးပေးတဲ့ရက်တွေကိုလုပ်ငန်းတစ်ခုလုပ်မယ်အရေးကြီးကိစ္စလုပ်မယ်ဆိုရင်ကောင်းတဲ့ရက်ကိုရွေးချင်တယ်ဆိုရင်ရှင်1 17 20 29နှစ်17 29 9ရက်16ရက်25ရက်4ရက်22ရက်73ရက်31ရက်တွေကရေးကြီးတဲ့ကိစ္စတွေကိုအဲ့လိုရက်တွေမှာပဲအကောင့်ထဲပေါ်သင့်တယ်နောက်ပြီးတော့ကိုကလေးကနန်းမအနေနဲ့ဆင်ခြင်တာချက်ကလေးတွေဒီရလို့ရှိရင်တော့ဘေးတွေမတက်သည့်တိုင်အောင်ဒီဟာလေးပြန်ဖတ်ကြည့်ပြီးတော့ကိုအရေးကြီးတဲ့ကိစ္စတွေလုပ်တင်တာပေါ့နော်အဲ့တော့မိမိတို့အသုံးတက်ရင်တော့ save ထားပါအသုံးမတက်ရင်တော့ like and share လေးလုပ်ပေးပါစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ